မဖောက်ပြန်တာနဲ့ပဲ relationship တစ်ခုကအဆင်ပြေပြီလို့ထင်လားဒီမှာမေးထားတဲ့မေးခွန်းပေါ့နော်မဖောက်ပြန်ပဲနဲ့သူ့အတွက်လုံးဝအချိန်မရှိဘူးအချိန်မပေးဘူးပေါ့နော်အဲ့ဒါဆိုရင်တော့ချစ်တယ်လို့ခေါ်လာတဲ့ဘယ်ဟုတ်မလဲဟုတ်တယ်မလားမခေါ်ဘူးလေကို့အတွက်အချိန်မရှိဘူးဆိုရင်တေးချတယ်ကို့ကို view ဆိုင်မှာလည်းမဟုတ်ဘူးဟုတ်တယ်မလားယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ငါမချစ်ပြတတ်ဘူးငါပုံစံကဒီလိုပဲငါရဲ့ပင်ကိုစရိုက်ကဒီလိုပဲဆိုရင်ရီးစားမထားနဲ့လေဟုတ်တယ်မလားတို့ချစ်ချင်တဲ့သူ view ဆိုင်ချင်တဲ့သူကြတော့လေအမြဲတမ်းအချိန်တွေပေးပြီးတော့ချစ်ပြလိုက်ကြတာရူပြလိုက်ကြတာသိရမလားလူတယောက်ကလေလူတယောက်ကိုချစ်ပြီးဆိုရင်လေဒီနှလုံးသားရောစိတ်ကောဒီတစ်ခုလုံးကိုပုံအပ်ပြီးချစ်တတ်ကြတာ24/7 ဂယူမဆိုင်နေရင်တော့မှအချိန်ပေးတဲ့လောက်တော့ပေးတယ် relationship နဲ့ပတ်သက်ပြီးပေးတဲ့အချိန်ကတော့ပေးတာပဲကို့အတွက်အချိန်မရှိနေဘူးဆိုရင်ဒါတေးချတယ်လေတေးချတယ်လေဒီ relationship ကြီးကတစ်ခုခုတော့ထူးဆန်းနေပြီဟုတ်တယ်မလားဒါကို့တကယ်မချစ်လို့လားပေါ့တန်သဘောထားတာလားအချိန်ပေးရကောင်းမှမသိဘူးလို့တော့လာမပြောနဲ့လေငါရဲ့ပင်ကိုဆဲကဒီလိုပဲဆိုတဲ့စကားလည်းပြောလို့မရဘူးသုံးလို့မရဘူးကျမတို့ကလူတယောက်ကိုချစ်တယ်နော်ရီးစားဖြစ်ပြီးဆိုကြတဲ့ကဒီသမီးစားနဲ့ပတ်သက်တဲ့အချိန်ပေးရမှာ review site ပေးရမှာဒါလူနှစ်ယောက်လုံးမှာတာဝန်ရှိရဟုတ်တယ်မလားဖောက်တော့မဖောက်ပြန်ဘူးဒါပေမဲ့ကိုယ်လည်းအချိန်မပေးနေဘူးဆိုရင်တော့ဒီ relationship ကြီးကသူကိုယ်တကယ်ချစ်တယ်ဆိုတာလည်းမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီအရာလေးကိုပြောပြချင်ပါတယ်